สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့คำศัพท์แม่กดတော့အတက်လေးကိုအတူတူလေ့လာရအောင်ပေါ့နော်แม่กดထဲမှာဆိုရင်တော့တော့จอชอซอทอတမျိုးတွေအများကြီးပါတယ်ပေါ့နော်ကိုကတော့မှတ်နိုင်တော့မှတ်ထားဖို့တက်တွေကိုထွက်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့တုံးလေးဒီလို height အတန်တုံးတိုင်းထွက်ပါတယ်လို height အမှန်မှာချွင်းချက်လေးရှိတယ် low class B နဲ့တန်ရှိတရဖြစ်ခဲ့မှာဆိုလို့ရှိရင်တော့ height တုံးမဟုတ်ဘဲနဲ့ foreign တုံးအတန်လေးနဲ့ထွက်ပြီးရမယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီထပ်ကြည့်ရအောင်ပေါ်ဒေါ်ဆိုရင်ပဲပေါ်ဒေါ်ပဲဆိုရင်ကနန်းရှိကိုပြောပါတော့အရင်ဆုံးကိုကမရသေးဘူးဆိုရင်ပေါ်ဖြီးနဲ့တရားနဲ့ပေါင်းတဲ့အတန်လေးကိုအရင်ဆိုကြည့်ပါတော့ပေါ်ဆိုရင်ပဲဒေါ်ဆိုတော့ဒါလေးတက်တဲ့အတန်လေးဆိုတော့ရှားလေးထောက်လိုက်မယ်ပေါ်ဒေါ်ပေါ်ဒေါ်ပဲဆိုရင်ရှေ့ဟုတ်ကကောဒေါ်ဆိုရင်ကောကိုအရင်ဆိုကြည့်လိုက်မယ်ကောဒေါ်လေးတက်တယ်ဆိုရင်ရှားလေးထောက်မယ်ကောဒေါ်ကောဆိုရင်ဖတ်တီနောက်ခါကျတော့လောလူကိုမှဒါ related ထားတယ်လောတော့လူfalling တုံးဖြစ်မယ်နော်ဒီကကျတော့ဘာလို့လဲဆိုရင်လောတန်တူတရိုက် low class တွေက low class တွေက B ရဲ့တန်ရှိတရရဲ့ဒေါ်ဆိုတဲ့အသက်သေးလေးရဲ့အကြောင်းမို့လို့ falling တုံးတန်လေးနဲ့ထွက်မယ်လောတော့လူ okay အဲ့ဆိုရင်ကျန်တဲ့ဟာတွေတော့တူဖတ်သွားကြမယ်နော်พอดอเพิดเจยมาดีปอดอปอดศพกดอเกิดเจยဖြစ်ပွားတယ်မွေးဖွားတယ်ပေါ့เกิดอะไรขึ้นဘာတွေဖြစ်တာလဲคุณเกิดวันไหนဘယ်နေ့မှာမွေးတာလဲဒါမျိုးတွေသုံးလို့ရပါတယ်ปอดอเปิดဆိုရင်တော့ဖွင့်ဒီဒါကစရလေးပုံပြနေတာเนาะစရအေးရဲ့စရအီရဲ့ကိုတွေ့လို့ရှိရင်စရဆိုတဲ့အတန်လေးနဲ့ထွက်ပေးရပါမယ်ปอดอเปิดဆိုရင်ဖွင့်ဒီမောဤဒေါ်မစ်ပေါ်လေးတော့အတန်လေးနဲ့ထွက်ပါတယ်မောဤဒေါ်မစ်ရောဤဒေါ်ရစ်ผออาผาไม่โทผ้าเร็ดผ้าဆိုရင်တော့มีဘူးတိုက်ဒီเร็ดผ้าแม่เร็ดผ้าอยู่ค่ะအမေมีဘူးတိုက်ဒီဒါမျိုးပေါ့မော်တော်หมดဆိုရင်ไปရွယ်စေพออาดอผัดรอมอหลงผัดหลงปานกาปออีดอปิดไปดีปิดยังไงคะบลูไปยามเลยပေါ့နော်กรออะกระดอโอดอดกกระโดดဆိုရင်ခုံဒီกระต่ายกระโดดယုံလေးခုံဒီပေါ့ขอทอโอซอတော့အတန်ထွက်တယ်ဒါပေမဲ့ဒါရီတက်တဲ့အတန်လေးတွေပဲနော်ทอโอซอโถขอโถตามมันดีชออีชีวออีตอวิดชีวิดชออีชีวออีดอวิดชีวิตဆိုရင်ဘဝคออีดอคิดทองอถึงคิดถึงဆိုရင်တတိယဒီฉันคิดถึงคนมากกว่านะงานนี้ကိုအရင်တတိယရတယ်နော်ပြီးရင်တောအာတာဘောအော်ဒေါ်ဘော့တာဘော့ဆိုရင်မျက်စိကန်ဒီဒီဘက်မှာရှိတာလေးကပေါ်အီဒေါ်ပိดဆိုရင်เปปออีดอปิดขออาวอเขาไม่ถูกข้าวพออูดอโผข้าวโผเปียมูรอทอรฟอไอไฟรถไฟเมียทารถไฟมาแล้วเมียทาลาบีအခုซออะซะออาดออาดสะอาดแต่ชินโดห้องนี้สะอาดมากเลยเดียแค่งานเอียนแต่ชินเดย์ทำอยู่เนาะโอกออาซอဆိုပေမဲ့ဒေါ်တက်တဲ့အတန်ပဲထွက်တယ်กาดโอกาดกออาซอกาดโอกาดဆိုရင်အခွင့်အလမ်းถ้ามีโอกาสအခွင့်အလမ်းရှိမယ်ဆိုရင်ฉันอย่าไปเกาหลีကိုရီးယားကိုသွားချင်တယ်အခုปรอะปรายโอชอนอกลางธนาคารอยู่
ประโยคชอဆိုပေမဲ့လည်းดอတက်တန်လေးပဲထွက်ရတယ်ပေါ့နော်ประโยคข้าวโพดมีประโยชน์มากပြောင်းမှုမှာအကျိုးကျေးဇူးတွေအများကြီးရှိတယ်ပေါ့မှာสุขภาพကျန်းမာရေးအတွက်ဘာညာပေါ့အဲ့လိုမျိုးတွေပြန်ပြောလို့ရรอซอဆိုပေမဲ့လည်းดอတက်တန်လေးပဲထွက်မယ်รอซอรถชออาต้ออีဆိုလဲชาติလို့မထွက်ဘူးเนาะดอတက်တဲ့တန်လေးပဲထွက်ပေးရတယ်รสชาติรอซอรสชออาตออีชารสชาติอายาตาคนชอบรสชาติอะไรนะနေပါရတာကြိုက်တာလေหวานเปรี้ยวรูขมหนุเคิมหนุตามမျိုးရှိเนาะနောက်ခုကออีไม่ใช่ออีจออีออีจออีชออาชาอิชามนาလို့ဒီစကားလုံးလေးကထိုင်းကားတွေကြည့်ရဆိုရင်တော့တော်တော်ကြားရမှာอิชาဆိုရင်မနာလို့ဒီออีจออีชออาชาอิชามนาလို့ဒီပြီးရင်พออีพิซอซอเศษพิเศษဆိုရင်အထူး special ပေါ့နော်ข่าวเพจพิเศษฉันသူကငါတို့တော့လုံးဝအထူးပုဂ္ဂိုလ်ပဲတမျိုးနော်ตอดอตะพอมอผมตะผมชัญญาตะพงค่ะเพราะช้างอกหักอยู่นะวออาดอวัดรออูบอรูวัดรูนี่ปงสวยเลยฉันชอบวัดรุกมากเลยแต่ไม่เก่งค่ะมออีดอมีดบออาดอบาทมีดบาทสินดาชาดีมออีดอมีดบออาดอบาทมีดบาทดาชาดีโอเคဆိုရင်တော့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်ค่ะเจอกันใหม่ค่ะ